တို့ရှုတာမှတ်တာတခုမှပါရှုတာမှတ်တာဒိဋ္ဌိဘုရားဟောတာရှုတာမှတ်တာမပါဘူးကျွန်တော်လူရင်းမယ်ဟောတာခန္ဓာကိုယ်တွေဟောတာတရားဆိုတာပေါ့စိတ်လျှော့နေတာတရားတွေဟုတ်လားစိတ်ကမလျှော့လဲသိတယ်လျှော့လဲသိတယ်စိတ်လျှော့သိနေတယ်ဆိုတာအဲ့ဒါစိတ်အဲ့ဒါပရမအဲ့ဒါဖြစ်တယ်တရားဆိုပါစိတ်လျှော့ပြီးသိနေပေါ့ခင်ဗျားတို့ဘယ်လိုတရားထိုင်ရလဲခင်ဗျားတို့စိတ်လျှော့ပြီးသိနေမို့လားကျွန်တော်ဒါပဲပြောတယ်မို့လားခင်ဗျားတို့ရှုတာမှတ်တာတခုမှပါရှုတာမှတ်တာဒိဋ္ဌိဘုရားဟောတာရှုတာမှတ်တာမပါဘူးဓမ္မစကြာမှာရှုတာမှတ်တာမပါဘူးအနတ္တလက္ခဏာတုတ်မှာရှုတာမှတ်တာခင်ဗျားတို့ကရှုနေမှတ်နေရမှာအဲ့ဒါဒိဋ္ဌိရှုမှချင်းရှုတရားအထုတ်တယ်ဆိုတာကဒိဋ္ဌိရှုမှတ်တာကြည့်နော်ဖခင်ကတရားအထုတ်ဖို့ဟောမထားဘူးတရားရှုမှတ်ဖို့ဟောမထားဘူးတဲ့တရားအထုတ်တာတရားရှုမှတ်တာဒိဋ္ဌိတဲ့နော်တန်ယုတ်တနိကေနိဒာနဝကတန်ယုတ်ပါဠိတော်ကတ္တပတန်ယုတ်ပတ္တမပရိရူပကတုတ်မှာမြတ်စွာဘုရားကဘိက္ခုဆိုတဲ့အမျိုးသားယဟန်ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပါဒကဆိုတဲ့လူအမျိုးသားဥပါတိကာမဆိုတဲ့လူအမျိုးသမီးဤပရိသတ်၄ပါးတို့ကဤသာသနာတော်ကိုဖျက်ဆီးကြလိမ့်မယ်လို့ဟောကြားတော်မူထားတယ်အခုမြတ်စွာဘုရားဟောကြားတော်မူတဲ့အတိုင်းသာသနာကိုဖျက်ဆီးတဲ့ပုဂ္ဂိုလ်တွေဟာလူထဲမှာရောယဟန်ထဲမှာပါပေါ်ပေါက်နေပြီဖះဟောတာကိုမဟောဘူးလို့ပြောခြင်းဖះမဟောတာကိုဟောတယ်လို့ပြောခြင်းဟာဖះရှင်ရဲ့သာသနာတော်ကိုပျက်စီးအောင်ဖျက်ဆီးတာပဲဖြစ်တယ်နော်မိဇိမနိကေမူလပါဏာတပါဠိတော်မူလပရိယာယဝတ်တန်လိခတုတ်မှာမြတ်စွာဘုရားကအရှင်သုဒ္ဓမထေရကိုတရားအားထုတ်ဖို့တရားရှုမှတ်ဖို့ကိုအကျဉ်းချင်းဟောကြားတော်မူပါတယ်တခြားသုတ်တန်တွေမှာလည်းပဲတရားရှုမှတ်ဖို့တရားအားထုတ်ဖို့ကိုအကျဉ်းချင်းဟောကြားတော်မူပါတယ်ဒါတွေကိုမလေ့လာပဲနဲ့ကိုယ့်ရဲ့အတ္တနောမတိတွေနဲ့ကိုယ်စိတ်ထင်ရလျှောက်ခေါ်နေတာဟာသာသနာတော်ကိုဖျက်ဆီးနေတာပဲဖြစ်တယ်ဦးဇင်းတို့တရားဓမ္မများအနေနဲ့သာသနာတော်ကိုဖျက်ဆီးတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ပြီဆိုရင်ဝေးကရှောင်ကြပါမရှောင်ဘဲနဲ့သူတို့ဟောပြောတာတွေကိုအမှန်ထင်ပြီးတော့သူတို့ကိုကိုးကွယ်စိတ်ကပ်ပြီးသူတို့ဟောပြောတဲ့အတိုင်းလိုက်ပြီးကြင်ကြအားထုတ်မယ်ဆိုရင်မက်ဖို့နဲ့လွဲပြီးတော့အပယ်လေးပါးတို့ကြောက်ရောက်ပါလိမ့်မယ်နော်ဒါကြောင့်သာသနာတော်ကိုဖျက်ဆီးတဲ့ပုဂ္ဂိုလ်များတွေ့ပြီဆိုရင်ဝေးကရှောင်ကြပါလို့ပြောချင်ပါတယ်သူအတ္တတချင်းပါဏာတိပါဒကံကိုဘယ်လိုစိတ်မျိုးထား၍ရှောင်ကျင်ရပါမလဲဖုံဖုံတဲ့ခုတကနိကေဓမ္မပဒပါဠိတော်ဒန္တဝတ်စပကိယဘိက္ခုဝိထုမှာအလုံးစုံသောတတ္တဝါတို့သည်တေတံကိုထိတ်လန့်ကုန်၏အလုံးစုံသောတတ္တဝါတို့သည်တေခြင်းကိုကြောက်ကုန်၏မိမိကိုယ်ကိုဥပမာပြု၍တတ္တဝါတို့အားညှင်းဆဲတက်ဖြတ်ခြင်းမှရှောင်ကျင်ရ၏လို့မြတ်စွာဘုရားကဟောကြားထားပါတယ်ဒါကြောင့်ဘယ်လိုစိတ်မျိုးနဲ့ရှောင်ကျင်ရမလဲဆိုရင်ငါလည်းတေခြင်းကိုကြောက်တယ်လို့တတ္တဝါတွေလည်းတေခြင်းကိုကြောက်ကြပါလားငါလည်းရှင်သန်မှုကိုလိုလားတယ်လို့တတ္တဝါတွေလည်းရှင်သန်မှုကိုလိုလားပါလားလို့ကိုချင်းစာစိတ်ဖြင့်သူ့အတ္တတချင်းပါဏာတိပါဒကံကိုရှောင်ကျင်ပါအရှင်ဘုရားတတိတော်နှိမ့်စဉ်မေတ္တာတွေပို့ပေးပါတယ်ဘုရားမေတ္တာတွေပို့တော့မေတ္တာအဖို့ခံရသူရပါသလားတဲ့မေတ္တာပို့သားတဲ့အခါမှာမေတ္တာအဖို့ခံရတဲ့လူမေတ္တာရဖို့အတွက်အင်္ဂါ2ချက်ပြည့်စုံဖို့လိုပါတယ်အဲ့ဒီအင်္ဂါ2ချက်ကဘာတွေလဲဆိုရင်1မေတ္တာအဖို့ခံရတဲ့လူကမေတ္တာအကျိုးတက်ရောက်စေနိုင်သည့်ဘုံဘဝမှာရောက်ရှိနေခြင်း2မေတ္တာပို့သားပေးတဲ့လူကမိမိပို့သားလိုက်သောမေတ္တာသည်မေတ္တာတကူတမာတိအရှင်အားကောင်းခြင်းတို့ပဲဖြစ်ပါတယ်အဲ့ဒီအင်္ဂါ2ချက်နဲ့ပြည့်စုံမှသာလျှင်မေတ္တာအဖို့ခံရတဲ့လူကမေတ္တာရဲ့အကျိုးကိုရရှိပါတယ်တာရကအနေနဲ့ထုတ်ဆောင်ပြီးပြောရမယ်ဆိုရင်ခုတကနိကေဓမ္မပဒအထာကထာမှာအရှင်ဒေဝရတ်ကနာလာဂီရိဆင်အားမြတ်စွာဘုရားကိုတတ်ဖို့လွှတ်လိုက်ပါတယ်ဒီအခါမှာမြတ်စွာဘုရားကတလောကလုံးမှာရှိတဲ့မေတ္တာဓာတ်တွေကိုစုယုံပြီးတော့နာလာဂီရိဆင်မင်းရဲ့ထံကိုပို့တာပေးလိုက်ပါတယ်ဒီအခါမှာနာလာဂီရိဆင်မင်းဟာအလွန်လိမ္မာယဉ်ကျေးတဲ့ဆင်တကောင်ဖြစ်သွားပါတယ်ဘာကြောင့်အဲ့ဒီအကျိုးကိုရရှိရတာလဲဆိုရင်နာလာဂီရိဆင်မင်းဟာမေတ္တာအကျိုးတက်ရောက်စေနိုင်သည့်ဘုံဘဝမှာရောက်ရှိနေတာရဲ့မြတ်စွာဘုရားပို့တာပေးလိုက်တဲ့မေတ္တာတကူတမာတိအရှင်ကအလွန်အားကောင်းတာရဲ့ကြောင့်ဖြစ်ပါတယ်နော်မေတ္တာပို့သူဘာအကျိုးထူးပါသလဲတဲ့မေတ္တာပို့သားတဲ့ပုဂ္ဂိုလ်တွေဟာကောင်းကျိုး7မျိုးရရှိနိုင်ကြောင်းအင်္ဂုတ္တရနိကေဧကဓတ္တကနိပတ်မေတ္တာသုံးမှာမြတ်စွာဘုရားဟောကြားထားပါတယ်အဲ့ဒီကောင်းကျိုး7မျိုးကဘာတွေလဲဆိုရင်1ချမ်းသာစွာအိပ်ရခြင်း2ချမ်းသာစွာနိုးထရခြင်း3မကောင်းသောအိပ်မက်ကိုမမြင်မြတ်ရခြင်း4လူတို့ချစ်ခင်ခြင်း5နတ်တို့ချစ်ခင်ခြင်း6နတ်တို့စောင့်ရှောက်ခြင်း9လက်နက်ဘေးမကြောက်ရောက်ခြင်း8စိတ်ကြည်လင်ခြင်း9မျက်နာအစင်းကြည်လင်ခြင်း
30မတွေ့မဝေတရားချင်း17တေပြီးသည့်နောက်ဗြဟ္မပြည်သို့လာရောက်ရခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာမေတ္တာပို့သသူရရှိမိကောင်းကျိုး17မျိုးပဲဖြစ်ပါတယ်